ဈေးဝယ်ထက်တာကအမျိုးသားတွေအတွက်ဘယ်လောက်ကြာလို့ရှိရင်ပြန်လာတတ်ကြတာလဲဈေးဝယ်ထက်တာဆိုတော့လူချို့အတွက်ပြရကိစ္စတစ်ခုဖြစ်မဲ့လူချို့အတွက်ကတော့အလုံးပန်းစရာအလုပ်တစ်ခုကိုလုပ်နေရတယ်လို့ခံစားကြရပါတယ်အထူးသဖြင့်ယောက်ျားလေးအများစုကတော့ဈေးဝယ်ထက်တာကိုစိတ်ရှည်မှုကိုဆက်သက်နေတယ်လို့ပါပဲစိတ်ဝင်စားရကောင်းတဲ့ချက်ကတော့လိလာချက်များရတော့ယောက်ျားလေးအများစုကတော့ပြင်းပြအားဖြင့်ဈေးဝယ်ထက်ပြီး26မိနစ်ကြာလာလို့ရှိရင်ပြန်လာတတ်ကြတယ်ဒါဆိုရင်ဘာကြောင့်ဒီလောက်မြန်မြန်ပြန်လာရတာလဲပထမအကြောင်းရင်းကတော့အမျိုးသားအများစုကလိုအပ်တဲ့ပစ္စည်းတွေကိုမြန်မြန်ဝယ်ပြီးတော့အလုပ်ကိုမြန်မြန်ပြီးစီးကျင်ကြပါတယ်ချိန်ကြာကြာဒီဇိုင်းဝင်ကြည့်ရတာသူတို့အတွက်တိတ်ပဲမရှိလို့ကန်စားရတယ်ဒုတိယချက်ကတော့အမျိုးသားတွေကဆုံးဖြတ်ချက်ကိုမြန်မြန်ချတတ်ပြီးတော့ရွှေရှက်ကြများလာလေးစိတ်ဖိစီးမှုများလာလေးဖြစ်တတ်ပါတယ်အဲဒါကြောင့်မဲဈေးဝယ်စင်တာတွေမှာဖုန်းကြည့်နေရင်ထိုင်ဝင်ရှာပြီးထိုင်နေတဲ့အမျိုးသားတွေကိုမကြာခဏတွေ့ရတတ်ပါတယ်ဒါပေမဲ့ဒီအချက်တွေကအမျိုးသားအလုံးကိုအဖြစ်တင်လိုက်တော့မဟုတ်သေးပါဘူးလူတိုင်းရဲ့စိတ်ဝင်စားတာတွေစိတ်ရှိတာတွေဈေးဝယ်တဲ့ပုံစံတွေကြမတူကြပါဘူးဒါပေမဲ့နောက်တစ်ခါဈေးဝယ်တဲ့က26မိနစ်ကျော်လာလို့ရှိရင်တော့ဘေးမှာရှိတဲ့ယောက်ျားတစ်ယောက်ကဘာလို့တိတ်ဆိတ်သွားလဲဆိုတာကိုတင်နားလည်လာပါလိမ့်မယ်